followers 10k 1000 views 100k 1000အဲ့ဒီအပြင်ကိုတပုတ်သေးကို 2.8 3 million နီးပါးကြည့်သွားအောင်နှစ်ပတ်ထဲနဲ့ run ခဲ့တာအဲ့တော့ပင်ကြီးဆိုတဲ့ဒီညီမလေးကဂျပန်အကောင့်လေးကိုကူညီပေးကြပါအောင်ဆိုပြီးတော့အော်ထားတော့သူ့တွေကိုသွားကြည့်လိုက်တော့သူဖွင့်ထားတာမကြသေးဘူးဂျပန်အကောင့်ကိုတိုင် run ခဲ့တဲ့အတွေ့အကြုံကိုပြောပြပေးမယ်2025 July 23မှာစပြီးတော့ဂျပန်အကောင့်စဖွင့်ခဲ့တယ် followers 0ဘယ်သူကိုမှ like ပေးကြပါအောင် follow ပေးကြပါအောင်ကူညီကြပါအောင်နဲ့ like ပြောမနေဘူးကိုယ့်ရဲ့ content ကိုအားကိုးတယ် Pinky and ကြည့်နေတဲ့ followers တွေကိုကျွန်မမေးချင်တာကဘာအတွက်ဂျပန်အကောင့်ကိုဖွင့်ကြတာလဲဒါတိတော့ကတော့လူတိုင်းသုံးနေတာဖြစ်တဲ့အတွက်စင်ကြီးမျိုးမျိုးရှိလိမ့်မယ်တိုးတော့ဂျပန်အကောင့်ဖွင့်ပြီဆိုတဲ့ကငွေလိုချင်တဲ့ရွေချက်တစ်ခုချိန်တည်ပေါက်ခတ်ပါလာလိမ့်မယ် Pinky ရဲ့အကောင့်လေးကိုကျွန်မဝင်ကြည့်လိုက်တော့မေးစရာရှိလာပြီ What is your niche and I say she niche Pinky ညီမလေးရဲ့ niche ကဘာလဲအမဂျပန်အကောင့်ကိုစဖွင့်တော့က astrologer တရားနဲ့စဖွင့်ခဲ့တယ်အမရဲ့ niche ကိုဝင်ကြည့်လိုက်တာနဲ့အော်သူက astrologer တယောက်ငါတို့အတွက်တော့ astrology ဘိုင်းဆိုင်ရာနဲ့ပတ်သက်တာတွေရနိုင်ခေါင်းရည်ဆိုတဲ့ niche ကိုပေးထားတယ်ကျမရဲ့တကယ် expertise က soul architect ဆိုတာကကျမရဲ့ slogan မှာရေးထားတဲ့အတိုင်းပဲ heal your energy design your destiny ကျမတို့အတွင်းထဲမှာရှိနေတဲ့ energy တွေကိုဘယ်လိုမျိုးတန့်စင်ရှင်းလင်းခြင်းလုပ်ပြီးတော့မှကျမတို့ရဲ့ကံကြမ္မာကြီး destiny ကို design ပြန်ဆွဲမလဲကျမတို့သွားခြင်းနဲ့ life တစ်ခုကိုဘယ်လိုမျိုး blueprint ထုတ်မလဲဆိုတဲ့အပိုင်းကိုအဓိကသွားပေးနေတာတိုးတော့ကျမ astrologer တယောက်ဖြစ်နေလုံးဝမရက်တီချင်းတော့ညာလေးပဲဒီမရက်တီချင်းတဲ့ case တစ်ခုကိုထိုးကျွေးပြီးတော့ရလာတဲ့အတွေ့အကြုံတွေကိုဒီနေ့ sharing လုပ်ပေးမှာဖြစ်တယ်အဲ့တော့ကျမအရင်ဆုံးမေးပြီးကိုယ့်ရဲ့ niche ကိုရှာပါတော်တော်များများကဟာတာလိုင်းတွေသွားကြတာရှိတယ်ကိုယ့်ရဲ့ daily lifestyle ကိုချပြကြတာရှိတယ်ကိုယ့်ရဲ့ look ပေါ့နော်တွင်ပြင်ကဆွဲဆောင်မှုရှိတယ်ဆိုလို့ရှိရင်လေအဲ့ဒါလေးနဲ့ဒါမှမဟုတ်လေကိုယ့်ရဲ့ body လေးနဲ့ဆွဲဆောင်ပြီးတော့ဒါမှမဟုတ်ကိုယ့်ရဲ့အခါကျွမ်းကျင်တာလားအဆိုကျွမ်းကျင်တာလားဒါတွေနဲ့သွားကြတာရှိတယ်ကျမဒီမှာအရင်ဆုံးကြိုပြောပါမယ်ကိုက influencer လုပ်ချင်တာလားကိုကပညာရှင်အနေနဲ့ယက်တီချင်တာလားပညာရှင်အနေနဲ့ယက်တီချင်တယ်ဆိုရင်တော့ဂျပန်အကောင့်ကနေပြီးတော့ monetization payment ပတ်စံတွေကိုမမတ်ပါနဲ့ဒါကြောင့်ကျမအခုကျမဒေရဆိုတာစတင်ဖြစ်တည်လာကြတဲ့ကကြည့်ရှုအားပေးလာကြတဲ့ client စစ်တွေရှိတဲ့ဒီ follower 2သိန်းကျော်ရှိတဲ့ region ပြောင်းလို့မရတဲ့မြန်မာအကောင့်ကိုပြန်လာခဲ့တာအလကားမဟုတ်ဘူးဒီလူတွေကိုတန်ရောစင်ရှိလို့တန်ဖိုးထားလို့ဒါကအိမ်ခွင်ဟိုကအဝေးခွင်အဲ့တော့ကျမ2024နှစ်ကုန်ပိုင်းလောက်ပေါ့ဒီဂျပန်အကောင့်တွေစခစ်စားတော့ကျမလည်းလိုချင်တာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကကျမရဲ့ content တစ်ပုတ်တီတင်လိုက်တာနဲ့ K ကိုဖတ်ခနဲပြည့်တယ် 10k 50k 100k နော်တချို့ဟာတွေဆိုလို့ရှိရင်၄ခါသိအဲ့လိုမျိုးပြန့်တယ်ဆိုတော့ကျမကငါဒီလိုမျိုးတပုတ်တင်တိုင်းပြန့်နေမဲ့အတူတူနောက်က monetization like ပေးတဲ့အခွင့်အရေးတာရှိမယ်ဆိုရင်အခုလက်ရှိ run နေတဲ့ Dea Solar Architect ဆိုတဲ့အကောင့်က follower 2သိန်းကျော်ရှိတဲ့အကောင့်က region ပြောင်းလို့မရတဲ့မြန်မာအကောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို monetization ကနေရတဲ့ပတ်စံမရှိဘူးအဲ့တော့ကျမက astrologer Dea ဆိုပြီးတော့အခုတော့နန Dea လို့ပြောင်းထားတဲ့အကောင့်မှာ run နေခဲ့တယ်သို့တော့ကျမအစကပြောခဲ့တယ်လို့ပဲကိုကဘယ် niche နဲ့သွားမှာလဲပေါ်မှာမူတည်တယ်ကိုက influencer line သွားမယ်ဆိုရင်တော့ကိုယ့်ရဲ့ဟုတ်တော့ရှိတော့မဟုတ်တော့ရှိတော့ attention ရဖို့အဓိကလူအမြင်ပြတ်ဖို့အဓိကကိုယ့်ရဲ့privacy တွေအကုန်လုံးချပြနိုင်သူချပြလေလူတွေစိတ်ဝင်စားလေ privacy တွေချပြခြင်းနဲ့မသွားနိုင်ဘူးဆိုရင်ကိုကဘလောက်အထိ creative လုပ်နိုင်လဲကိုယ့်ရဲ့ creative လုပ်နိုင်တဲ့ skills တွေကိုနေတိုင်း followers တွေရဲ့ attention ကိုရှာဖို့အတွက် upgrade လုပ်ပြီးတော့စ조사နေရမယ်အဲ့လိုသွားနိုင်နေဆိုရင်ဂျပန်အကောင့်ဖွင့်ပြီးတော့ run ပါဘာလို့လဲကျမတို့က client စီကဓာတ်ရိုက်ပတ်စံမရှိဘူးကျမကြတော့ပညာရှင်အနေနဲ့ client တွေစီကဓာတ်ရိုက်ပတ်စံရှူတာဂျပန်အကောင့်ကြတော့ influencer အနေနဲ့သွားမယ် creative skills ကောင်းတယ်ဆိုလို့ရှိရင်တော့ဒီ affiliate market ကိုသွားလို့ရတယ် monetization market ကိုသွားလို့ရတယ်အဲ့ဒီအကောင့်တွေရဲ့ design ပုံစံကကျမတို့အခုလက်ရှိသုံးနေတဲ့ရိုးရိုးအကောင့်တွေရဲ့ design နဲ့မတူဘူးသူ့ရဲ့ထားတဲ့ function တွေကအဲ့တော့အကယ်၍ကိုကပညာရှင်တွေနဲ့သွားတာဆိုရင်တော့စဉ်းစားကြည့်လေနော်တရားပွဲတစ်ပွဲနဲ့ပွဲစီတန်းနဲ့ဘယ်မှာလူပိုအောင်လဲ
ဒါပဲအဲ့တော့ကိုကပညာရှင်နေနဲ့သွားတာဆိုရင်ဒါကိုစိတ်ဝင်စားတဲ့လူအရင်နေပါလိမ့်မယ်ပညာရှင်တယောက်အနေနဲ့ကဒီ monetization တို့ affiliate market တို့ကနေပြီးတော့အများကြီးမျှော်လင့်လို့မရဘူး celebrities influencer လုံးမဲ့လူတွေကတော့မျှော်လင့်လို့ရတယ်အဲ့တော့ကိုကဟိုဘက် line သွားမယ်ဆိုရင်တော့ဂျပန်အကောင့်ကိုဖွင့်ဒါကကျမရဲ့ကိုတွေ့အတွေ့အကြုံနဲ့ရှင်းပြပေးတာကျမလုပ်နေတဲ့ပုံစံကတော့ကျမရဲ့ client နဲ့ဓာတ်ရိုက်ထိတွေ့ပြီးတော့လုပ်နေတာသို့တော့ကျမကဟိုဘက်အကောင့်မှာ run ခဲ့တဲ့ကာလပေါ့နော်နှစ်ပတ်နဲ့သူတို့ရဲ့တတ်မှတ်ထားတဲ့ target ရှိတယ်ဒီမှာ target တွေပေါ့သူကရက်30အတွင်းမှာကိုယ့်ရဲ့ video ကို view 100k ရှိထားရမယ် follower က 10k ရှိထားရမယ်အသက်16နဲ့ပြည့်ပြီးရမယ်ဒါမှသာလျှင် monetization စရှောက်လို့ရမယ်ရှောက်ရင်လည်းရိုးရိုးမရဘူးကျမတို့ကဂျပန်အကောင့်ဖြစ်တဲ့အတွက် passport လိုတယ်ပြီးရင် pay ပဲပေါ့နော်ကိုယ့်စီကိုဘယ်ကပတ်စံပေးမှလဲကျမတို့ international သုံးနေတဲ့ PayPal မရဘူး Payoneer ဆိုတာရှိတယ် Payoneer ကလည်းမြန်မာကဖွင့်လို့တအားခက်တယ်ကျမကိုယ်တိုင် join ပြီးသွားပြီ try ပြီးသွားပြီနော်အဲ့တော့ကျမကဘယ်လိုနည်းနဲ့သွားလဲဆိုတော့သူကဂျပန်အကောင့်လက်ခံတယ်ဆိုတော့ဂျပန်နိုင်ငံမှာလည်းကျမယုံကြည်စိတ်ချရတဲ့ client ရှိတယ်သူ့ရဲ့ဘဏ်အကောင့်နဲ့ကျမချိတ်ပြီးတော့မှတစ်ဆင့်ပေါ့သူ့ရဲ့နာမည်ဂျပန်လိုတွေပါကြီးကျမတို့သေချာပြောသူ့ရဲ့ဘဏ်ကတ်တွေပါကြီးကျမတို့သေချာပြပြီးတော့မှကျမအဲ့လိုသူနဲ့မျက်နှာချင်းဆိုင်Viber မှာထိုင်ပြီးတော့မှဒီကနေဖုန်းနှလုံးနဲ့ဟိုဘက်ဒီဘက်ချိတ်ဆက်ပြီးတော့အဲ့လိုလှုပ်ထားရတယ်ဆိုတော့ငွေကလာကုန်ရင်သူ့ရဲ့ဘဏ်အကောင့်နဲ့ဝင်တယ်သူကကျမကိုမြန်မာလူပြန်လွှဲပေးတယ်ဒီလိုသွားရတာပေါ့ဆိုတော့အခုနောက်ပိုင်းပို့ဆိုးတယ်ကျမတို့2024နှစ်ကုန်ပိုင်းမှာဒီလိုမျိုးဂျပန်အကောင့်တွေခက်စားဖြစ်တော့ကျမလိုချင်ခဲ့တော့2025နှစ်ဆန်းပိုင်းမှာကျမမမေထွတ်ခေါင်ရဲ့တာရိုစီမှာတော့သွားစုံစမ်းကြည့်သေးတယ်အကောင့်ဝယ်မလို့တိုးတော့အဲ့တုန်းကစိတ်ထဲမှာမတန်ဘူးလို့ထင်လိုက်တယ်ထင်တော့ကျမကိုယ်တိုင်နီးပညာကိုလေ့လာရင်းနဲ့ကိုယ်တိုင်ဖွင့်နိုင်သွားတယ်ဆိုတော့ဂျပန်အကောင့်ဖွင့်တာကျမပတ်စံတပြားမှမကုန်ခဲ့ဘူးကျမကိုယ်တိုင်ကျမရဲ့ knowledge နဲ့ကျမရဲ့ကြိုးစားမှုနဲ့ဖွင့်ခဲ့တာအဲ့ဒီမှာအဲ့ဒီအတိုင်းပဲလိုအပ်တဲ့ခုနစူးစမ်းမှုတွေလည်းနှစ်ပတ်အတွင်းနဲ့ကျမခြားခြားပြည့်မီအောင်လုပ်လိုက်နိုင်ခဲ့တယ်ကျမရဲ့ဘသူ့ကိုမှအာမကိုပဲကျမရဲ့ကိုယ်ပိုင်ခွန်ထမ်းနဲ့ဒါပညာရှင်တယောက်အနေနဲ့တောင် celebrities မဟုတ်ဘဲနဲ့ဒီလိုစူးစမ်းလို့ရတယ်ဆိုတာကိုကျမပြောပြချင်တာပေါ့ပြီးတော့ခုနလိုအပ်တဲ့ step တွေပေါ့နော်ဘယ်လိုပတ်စံပေးမလဲကိုယ့်ရဲ့ဒီ passport လိုတဲ့ကိစ္စတွေဘာညာကိုလည်းကျမကိုယ်တိုင်အကုန်လုံးလုံးနိုင်ခဲ့သွားတယ် set up လုပ်လိုက်တယ်ပေါ့အကောင့်ကလုံးဝ ready run လိုက်ရလာရင်ပတ်စံယူလိုက်ပဲအဲ့မှာဘာအခက်အခဲရှိသေးလဲဆိုတော့ views ကျမတို့ကဂျပန်အကောင့် run တဲ့အခါမှာရိုးရိုး run လို့မရဘူးမြန်မာနိုင်ငံလိုနိုင်ငံမျိုးကကြည့်တယ်ဆိုရင်ကျမတို့နော်ခေဒီအများကြီးနောက်ဆုံးမီလီယံချီအောင်ပေါက်ခဲ့တဲ့ post တောင်မှငွေသိမ့်မဝင်ဘူးဒေါ်လာနည်းနည်းလေးပဲဝင်တယ်။ဘာကြောင့်လဲဆိုတော့ကျမရဲ့အဓိက viewers တွေဒီမြန်မာနိုင်ငံကဖြစ်နေတာ။ကျမကိုပတ်စံပေးနေတဲ့80% ကနိုင်ငံရက်ခြားကမြန်မာတွေ။သို့တော့ကျမကိုအကြီးမားဆုံးတကယ်ကြည့်ရှုနေတဲ့ viewers တွေကြတော့မြန်မာနိုင်ငံကသူတွေ။အဲ့တော့မြန်မာ view ဆိုလို့ရှိရင်သူကမီလီယံချီပြီးတော့ကြည့်ရင်တောင်မှ view 100k ကိုမှ 0.02 လာကျမတေချာတော့မှမမိတော့တော်တော်နည်းတဲ့ဒေါ်လာငွေပဲရတာ။အဲ့တော့ကြည့်တဲ့သူတွေက US လိုနိုင်ငံမျိုးဒီလိုအနောက်နိုင်ငံသူတို့သတ်မှတ်ထားတဲ့နိုင်ငံတွေရှိတယ်အဲ့လိုနိုင်ငံတွေမျိုးကကြည့်ရင်တော့ကျမတို့က$2လား 0.02 မဟုတ်ဘဲနဲ့ $0.2 လားအဲ့လိုမျိုးတော့ရတယ်ဆိုတော့တကယ်ကိုအဲ့ဒီ views ကလည်း quality view ဖြစ်အောင်မယ်အစကနေအဆုံးတိုင်းကြည့်တယ်ကြိုက်တယ်ထက်ကကြည့်တယ်အဲ့လို quality view ဖြစ်ရအောင်မယ်ဆိုတော့အရန်ခက်ခဲတယ်အဲ့တော့ကျမတို့တွေဒီ region တွေမှာကျမဆိုရင် California ကတော့ Los Angeles ကတော့အဲ့လိုနေရာအမျိုးမျိုးဂျပန်ကတော့တကယ်နာမည်ကြီးတဲ့နေရာတွေပေါ့ check in ဝင်ပြီးတော့မှ hashtag တွေနဲ့တင်ရတဲ့အပိုင်းတွေရှိတယ်ဒါတောင်မှ TikTok ရဲ့နေ့စဉ်ပြောင်းလဲနေတဲ့ဘယ်လို hashtag ဘိုင်းကိုသွားရမယ်တို့เนาะဘယ်လိုဒီ region တွေ location တွေထည့်ပြီးတော့သွားရမယ်ဘယ်လိုသချင်းတွေသုံးရမယ်ဒါတွေအများကြီးရှိတယ်ကိုကသူ့ရဲ့ငွေပေးတဲ့စီးကံအောက်မှာသွားနေတာဖြစ်တဲ့အတွက်အများကြီးပြဿနာရှာခံရတယ်ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့လည်းသူက main account က main post ကဘာရှိပါတယ်ဘာညှိပါတယ်ဘာ copyright ညှိပါတယ်နဲ့ပြဿနာရှာတော့အဲ့ဒါတွေကို approval appeal ဝင်ရတယ်ကျမတို့က appeal ပေါ့နော်ဆိုတော့မဝင်ဘူးဆိုရင် account ကหนีသွားပြီဆိုရင် view လျှော့တယ်ငွေဝင်နေတယ်ဆိုတော့သူ့ပေါ်မှာမှီခိုပြီးသွားနေမလားကျမအဲ့ဒီ9လပိုင်း73ကသွားတာအခု8 9 10 17လလေလောက်မှရက်လိုက်တာပေါ့4လလောက် run ကြည့်လိုက်တဲ့အနေအထားမှာကျမတို့သိန်းရကြီးအဲ့ဒီအကောင့်ကနေတည်တဲ့အတရင်ကျမစရင်းပြုစုထားတယ်ဝင်လာခဲ့တယ်ဆိုတော့ကျမသိလိုက်တာကပညာရှင်တယောက်အနေနဲ့သွားမယ်ပဲဖြစ်စေပညာရှင်မဟုတ်ဘူးပဲဖြစ်စေတော့ the right market ဒီ suitable ဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကခုနလိုမျိုး influencer လမ်းကြောင်းကိုသွားမယ်ဆိုရင်တော့အဓိကဒီ monetization ကပေးတာထက် influencer တွေလည်း copyright ညှိတတ်တယ်နော်အရန်သတိထားရတယ်သူတို့ပတ်စံပေးတဲ့အကောင့်ကိုသုံးနေဆိုရင်အဲ့တော့အိုက်ကသွားတာထက်စာရင် affiliate market ကပိုကောင်းတယ်
ဘယ်ရဲ့ကြော်ညာကိုငါတို့ဘယ်လိုလေးငါတို့ရဲ့အကောင့်မှာကြော်ညာပေးမယ်ဆိုတာမျိုးပေါ့အဲ့တော့ကျမတို့မြန်မာနိုင်ငံ region အနေနဲ့သုံးမယ်ဆိုရင်တော့၎င်းမြန်မာစကားပဲသုံးပြီးပြောနေမယ်ဆိုရင်တော့၎င်းကြည့်ရှုသူတွေမြန်မာတွေပဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့အတွက် chance အင်မတန်နည်းပါတယ်အဲ့တော့ကိုက English လို့ကျွမ်းလို့ English လို့များပြောနိုင်မယ်ဒါ English တွေကြည်နိုင်တဲ့အနေအထားမျိုးလုပ်နိုင်မယ် subtitle မှာ English လို့တွေထိုးပေးနိုင်မယ်ဆိုရင်အနောက်ဘက်ကကြည့်ရှုသူတွေများအောင် western ဘက်ကိုများအောင်ထိုးဖောက်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီ affiliate market ပဲဖြစ်စေ monetization ပဲဖြစ်စေအရန်အလုပ်ဖြစ်ပါလိမ့်မယ်အဲ့တော့လူငယ်တွေကိုကျွန်မပြောချင်တာကတော့ TikTok က direct market အတွက်အသုံးချတာကောင်းပါတယ် YouTube run မှာကျွန်မလည်းစ run နေပြီသို့တော့အလုပ်တွေများတဲ့အတွက်အခုမှဒါနှစ်ရှည်ပင် site တဲ့အနေနဲ့ဖြစ်ဖြစ်ချင်းတော့သွားနေတယ်ပေါ့နော်ဆိုတော့ဒါကနှစ်သစ်မှာပညာဒါနအနေနဲ့ကျွန်မပြောပြပေးတာကျွန်မ run လာခဲ့တဲ့အတွေ့အကြုံကိုလောလောဆယ်တော့ဟိုဘက်ကဂျပန်အကောင့်ကိုကျွန်မခဏနားထားပါပြီဒီဘက်ကအကောင့်ပဲဆက်သွားမယ်ဘာလို့ဆိုဟိုဘက်မှာရှိနေရင်ကျွန်မရဲ့အာယုံဒီ monetization ဆိုတဲ့ဒီ rules and regulation တွေ do or don't တွေကြားထဲမှာအရန်ပြာများနေနေကျွန်မသွားကျင်တဲ့အတိုင်းသွားလို့မရအောင်နောက်ဆုံးကျွန်မက review လေးတစ်ခုတင်ကျင်တယ်1 minute မပြည့်ရင်တင်လို့မရဘူးအဲ့တော့အဲ့ review 1 minute စာမပြည့်မချင်းဆွဲဆက်နေရတယ်ဒီဘက်မှာကျွန်မကိုယ်ပိုင်လွတ်လပ်တဲ့အကောင့်မှာကျွန်မပိုင်15စက္ကန့်စာလေးတင်ချင်းတင်မယ်စက္ကန့်20စာလေးတင်ချင်းတင်မယ် no problem အဲ့တော့လွတ်လပ်တယ်ကျွန်မကတော့လွတ်လပ် client အနေနဲ့ direct ထိတွေ့တဲ့ပညာရှင်အနေနဲ့ပဲကျွန်မသွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ဂျပန်အကောင့်ကတော့အသုံးမဝင်ပါဘူးเนาะဂျပန်အကောင့်ဖွင့်မယ်ဆိုရင်လည်းဂျားထဲမှာ step by step တွေအများကြီးရှိပါတယ်ဂျပန်အကောင့်ကဖွင့်လိုက်တာနဲ့ပတ်စံရတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုပေါ်မှာမူတည်ပြီးမှပတ်စံရတာပါဂျပန်အကောင့်ဖွင့်ပြီးစူးစမ်းအားထုတ်နေတဲ့ influencer တွေဒီတောင်မှသူတို့ရဲ့ intention ကတစ်ခုပဲရှိပါတယ်followers များလာတာနဲ့ငါတို့ကဒီပေါ်မှာမှီတည်နေလို့မရဘူးငါတို့ရဲ့ကိုယ်ပိုင် brand ကိုထုတ်ပြီးတော့အဲ့ပေါ်ကိုဆွဲခေါ်မယ်ဒါမှမဟုတ်လေငါတို့ရဲ့ဒီ service ကိုမှီခိုပြီးတော့အဲ့ဒီပေါ်မှာဆွဲခေါ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲအမြဲတမ်းသွားကြတာပါဒါကြီးကိုသူတို့က passive income ကို main income direct income အနေနဲ့အားမကိုကြပါဘူးအဲ့တော့ကိုကတာမန်လူတစ်ယောက်အနေနဲ့စ run တော့မယ်ဆိုရင်ဂျပန်အကောင့်ဖွင့်ပြီး run တာတော့ okay ပါတယ်ပြဿနာမရှိဘူးเนาะကိုရဲ့ရိုးရိုးအကောင့် run နေတာထက်စာရင်တော့ဒါပေမဲ့ပေါက်ချင်တယ်မြန်ချင်တယ်ဆိုရင်တော့ what is your niche ကျမပြောလို့ပဲကိုယ့်ရဲ့ရွေးချယ်ထားတဲ့ niche ဆိုတဲ့လမ်းကြောင်းကလည်းကိုယ့်ရဲ့ archetype အပြင်က lifestyle နဲ့ကိုက်ညီအောင်မှာမဟုတ်ရင် hands on လေးလို့ဖြစ်ပြီးတော့ energy က not attract ပါเนาะဆိုတော့ကျမဒီဒါ vibrational frequency လမ်းကြောင်းမှာအလုပ်လုပ်နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ vibration ကညံ့နေရင်ကိုယ့်ရဲ့ post ကပေါက်မှာအဲ့တော့2026နှစ်သစ်အတွက်ကျမလက်ဆောင်ကိုပိုင်စကားလေးပေးချင်တယ်နည်းနည်းလေးကြပြဆန်းဆန်းနဲ့ကာယံလေးတွေထည့်လိုက်မယ်နော် if you are begging for something from lacking energy you are nothing မင်းကတကယ်လို့ begging လိုက်ပြီးတော့တောင်းနေမယ်ကျမကို followers လေးပေးကြပါအောင်ကျမကို like လေးတွေကူညီကြပါအောင်ဟုတ်ပြီတောင်းလာတော့ပြဿနာမရှိဘူး begging for something never mind ဒါပေမဲ့ from lacking energy အဲ့ဒါကအရင်အရေးကြီးပါတယ်ကို့မှာဘာမှမရှိနေတဲ့ energy နဲ့ like တောင်းနေတယ်ဆိုရင် you are nothing မင်းဘာမှဟုတ်လာမှလည်းမဟုတ်ဘူးဘာမှလည်းမဟုတ်ဘူးဘာကြောင့်လဲကျမတို့တွေဒီအတွင်းထဲမှာရှိတဲ့ soul ဒီ vibrational frequency နဲ့အလုံးလုံးနေတာပါတုံခါနေတဲ့ line တစ်ခုနဲ့အလုံးလုံးနေတာ attract what you want မဟုတ်ဘူး attract who you are ပါအဲ့တော့ကျမတို့ကလိုချင်တဲ့အရာတွေကိုစွဲငင်ညှို့လို့မရဘူးကျမတို့ဖြစ်နေပြီးသား level အတိုင်းကိုပဲစွဲငင်ညှို့ယူလာတယ်ဒါကတော့ကျမရဲ့ expertise level ကနေပြီးတော့ကျမရှင်းပြပေးနေတာပါကျမလုပ်နေတဲ့ soul architect ဘိုင်းကနေပြီးတော့ကျမရှင်းပြပေးနေတာကျမစခဲ့တော့ငါ energy ဒီငါဘာတူလဲငါကဒီရငါဘာလုပ်နိုင်လဲငါလူတွေအတွက်ဓာတ်တွေလုပ်ပေးနေတယ်အဲ့တော့ငါက followers ဒီလောက်ကိုဒီအချိန်မှာသူလုပ်လို့ကန့်သတ်ထားတယ်အပူပဲမရှိဘူး AC ပြည့်သွားလိမ့်မယ်ဘာကြောင့်လဲငါ content နေသည်လူတွေလိုအပ်နေတဲ့ content ဖြစ်တယ်ငါရအောင်လုပ်နိုင်ရန်ရှိတာငါကငါရှုံတယ်အဲ့တော့ lacking ဆိုတဲ့ game နဲ့ energy ကနေပြီးတော့ကျွန်မ begging something မလုပ်ပါဘူးနော်ဘာကြောင့်လဲကျမက nothing မဟုတ်ဘူးကျမက everything အဲ့ဒီ energy မှာအဲ့ဒီ vibrational frequency မှာကျမနေတဲ့အတွက်ကြောင့်မလို့ကျမကဂျပန်အကောင့်ကိုကိုယ်တိုင်ဖွင့်ပြီးတော့ငွေဝင်အောင်လဲ run နိုင်ခဲ့တယ်လို့ဟိုဘက်အကောင့်မှာတော့မရခဲ့ဘူးတဲ့ကျမကိုကျမစံချိန်ချိုးထားတယ်စံချိန်တင် million views တွေလည်းပိုင်ဆိုင်နိုင်ခဲ့တယ်လို့ကျမသိန်းရာချီကိုလည်း၄လအတွင်းမှာအများကြီးတိစောက်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဓိကဒီကိုဘသူဖြစ်လဲဆိုတဲ့ energy ကိုအရင်ဆုံးတေချာလေးစဉ်းစားကြပါငါပါလဲဖယ်လဲ bye see ya
Thanks for watching.